အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ပြာကပါ channel ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ခင်ဗျာခုတစ်ခေါက်ပရိသတ်ကြီးကိုတင်ဆက်ပေးခြင်းတဲ့အပြဇလန်းလေးကတော့မညာမတာကြီးဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ဗီဒီယိုလေးမစတင်ခင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပေးသွားကြပါဦးနေ့စဉ်ဗီဒီယိုတစ်တင်ဆက်နေတာကိုသိရှိဖို့ဘေးနားက notification ခေါင်းလုံးလေးကိုလည်းနှိပ်ပေးသွားကြပါဦးနော်ကျွန်တော်နောက်ဆုံးနေဆောင်မိုးဝဲတွေပြီးတော့အိမ်ပြန်လာတော့အလုပ်ကန်ရလည်းမရှိဟိုရောင်ရောင်ဒီရောင်ရောင်အိတ်လိုက်စားလိုက်လက်ဖေးဆိုင်ထိုင်လိုက်နဲ့လူပြင်းတယောက်ဖြစ်လို့ဗျာမိဘပစံအောင်ထိုင်ဖြုံးနေတော့တနည်းခေါင်းရင်ရအန်ဒီချိုကလှမ်းခေါ်လိုက်တော့တားရီမင်းလည်းအလုံးမရသေးခင်အန်ဒီကိုတခုလောက်အကူညီတောင်းကျင်လို့တဲ့ကျွန်တော်ကလည်းပြောပါအန်ဒီကူညီနိုင်တာဆိုကူညီပါမယ်ပေါ့ဗျာအန်ဒီချိုကလည်းဒီလိုကွမင်းညီမကဒီနေ့10တန်းတက်ရမှာလေမင်းအပန်းမကြည့်ဘူးဆိုရင်စာနည်းနည်းပြပေးလို့ရမလားတဲ့ကျွန်တော်ကလည်းရပါတယ်အပန်းမကြည့်ပါဘူးကျွန်တော်နည်းနည်းပြန်ဖတ်လိုက်အဆင်ပြေပါတယ်အနီချိုကတော့ကျေးဇူးတွေတင်နေပါတယ်ဗျာဒါပေမဲ့ခက်တာကကျူရှင်နေလည်းမလွတ်ချင်ဘူးဟိုမှာကလူစုံနေလေရပါတယ်ဒါဆိုဘယ်နေ့စမလဲမင်းအဆင်ပြေတဲ့နေပေါ်လို့ပြောတော့လာကတော့မဟုတ်တာကျွန်တော်လည်းမလိုပါဘူးအိမ်ကြီးချင်းနေပဲကူညီတာတတ်ပါလို့ပြောတော့အနီချိုကတော့အားနာနေပါတယ်ဒါပေမဲ့နောက်တော့အေးပါနောက်တော့အနီကြီးစီစဉ်ပေးပါမယ်ဒီလိုနဲ့ပန်းလေးကိုကျွန်တော် guide လုပ်ပေးခဲ့တယ်လာကတော့တိတ်မများဘူးပေါ့ဗျာအနီချိုတို့မိသားစုကိုကူညီခြင်းုံတတ်ပဲသူခမယောက်ျားဆုံးထားတာ3-4နှစ်ပဲရှိသေးတော့ဈေးဆိုင်ရတစ်ဖက်ကလေးပညာရေးကိုမကြည့်နိုင်ဘူးလေနောက်ပြီးသူတို့အိမ်ထဲကနှစ်အိမ်တအိမ်ဖြစ်နေကြတာဆိုတော့ပန်းလေးဆိုတာကလည်းကျွန်တော်တို့လက်ပေါ်ကြီးကြီးလာရတာမဟုတ်လားစာတင်ရတာလည်းအဆင်ပြေပါတယ်စာတင်နေတော့စားစရာကလူလေသိမရှိဒါပေမဲ့တခုပဲရှိတယ်ပန်းလေးကအင်္ဂလိပ်က grammar ပိုင်းတော်တော်လေးအားနေတာကိုတွေ့ရတယ်ဒါကြောင့်ကျွန်တော်တော်တော်ကြီးစိုက်တင်ပေးနေရတယ်ပန်းလေးကိုတတိထားချိမိလိုက်တော့မှတော်တော်လေးကိုဖွင့်ထွားလာတာကိုတွေ့ရတယ်18နှစ်လောက်ဆိုပေမဲ့လူကောင်ကထွားတော့တကယ်အပြူတွေတိုင်းပဲမိမတယောက်မှရှိတင်ရှိရတာအကုန်ပြည့်စုံနေပြီတပတ်သားကိုတက်ရှူမလောက်လှသွေးကြွယ်နေပြီပေါ့ဗျာလူကလည်းပြင်တက်စင်တက်မှုတခါတလေစာတင်နေနေတော့ပြင်းမားခြင်းလာတယ်အနီးကနေတာကြတော့လေကျွန်တော်စိတ်တွေဖောက်ပြန်လာတာပေါ့တနခါနဲ့တင်းတင်းလေးကိုရှူလိုက်စာငုတ်ရင်းနေတော့ပေါ်လာတဲ့လေဟိုက်လေးတွေကရင်ညုံလေးကိုခိုးကြည့်လိုက်နဲ့ကျင်သားရနေပြီးလူကြီးဆန်ဆန်ထိမ့်သိမ့်နေရတာမထမ်းပါဘူးဗျာစာတင်နေတော့ထိမိပုံမိတာလေးနဲ့ပဲရင်ခုန်နေရပါတယ်ဒီနေ့တော့အင်္ဂလိပ်စာစောင့်မိုးပဲစစ်တာမရလို့ကျွန်တော်တော်တော်ဒေါသထွက်သွားတယ်ဒီလောက်တင်ထားတာမရလားဆိုပြီးကော်ပီတန်းနဲ့9ချက်လောက်ရိုက်လိုက်တာငိုပါလေရောဗျာတော်တော်နဲ့ကိုမတိတ်ဘူးစာလဲဆက်မရေးတော့စပွဲခုံမို့ကိုခေါင်းဆိုင်ပြီးအပီးကိုငိုနေတယ်ကျွန်တော်လဲဒီတိုင်းဆိုမဖြစ်တော့ဘူးဆိုပြီးတော့ချော့လိုက်ရတာတော့တယ်အနာသွားပြီးတော့လက်မောင်းလေးကင်ပြီးကဲပန်းလေးရေတိတ်ပါတော့ကွာငါနောက်မရိုက်တော့ပါဘူးလို့ပြောလိုက်တော့မတိတ်ဘူးသူ့သားမဟုတ်တဲ့အတိုင်းရိုက်လိုက်တာနာတယ်လို့ဆိုပြီးတော့လက်ကိုဖယ်ထုတ်တယ်ကျွန်တော်ကလည်းမဟုတ်တာကွာငါကလည်းဒေါသနည်းနည်းထွက်သွားလို့ပါကဲလာစာဆက်တင်အောင်နော်ပန်းကြီးလေးကမတင်တော့ဘူးမတင်ဘူးဆိုပြီးအမေလိုင်းပြောလိုက်မယ်တဲ့သမီးကိုတအားရိုက်လို့တယ်ဗျာအဲ့ဒီမှာပြဿနာစတော့တာပဲဒီတော့ကျွန်တော်လည်းပခုံးလေးကိုဖတ်ပြီးချော့လိုက်ပါတယ်သူကလည်းစောက်ငိုနေတာမို့တထွတ်ထွတ်ပြောရင်ချော်ရင်းကတနခါနဲ့လေးရလာတာမို့စပင်လေးကိုမတိမတာလေးခိုးနှမ်းလိုက်တယ်လက်ကလည်းလက်မောင်းသားလေးကိုအသားလေးပုတ်ပေးနေလိုက်တယ်နောက်တော့နေရနာကပ်ပြောလိုက်တယ်နားလေးကိုမတိမတာလေးနမ်းလိုက်တယ်ကြောကုန်းလေးကိုပုတ်လိုက်နဲ့ရသလောက်ခွင်ရေးယူနေမိတယ်ကြောကုန်းကိုပုတ်နေရင်ကလက်ကချိုင်းချောင်းကိုတဖြည်းဖြည်းရောက်သွားပြီးနှုတ်လေးကိုဘေးတိုက်လေးပုတ်ပေးနေလိုက်ပါတော့တယ်နှာခေါင်းလေးကတော့ပါးလေးကိုမတိတတိလေးဖြစ်အောင်ခိုးနမ်းနေလိုက်တယ်တောင်းလာကြတော့ပန်းရင်လည်းငိုတိတ်သွားပြီးတော့ကျွန်တော်မျက်နှာကိုမရတည်းမောကြည့်လိုက်တော့ကျွန်တော်လဲပန်းရည်မင်းသိလာတာပဲကိုရင်းနေတော့ခုန်နေကွာလို့တူတူလေးပြောလိုက်တယ်ပန်းလေးကလည်းအိုးကိုကြီးဘာလာပြောနေရလဲလို့ပြောပြီးတော့ခေါင်းလေးပြန်ငုံသွားတယ်ကျွန်တော်လဲပန်းမျက်နှာလေးကိုပြန်မော့လိုက်ရင်ရမ်းချစ်တဲ့ပန်းရည်လို့ပြောပြီးပန်းပါးလေးကိုဖွားလေးနမ်းလိုက်တယ်ပန်းရလဲအိုးလို့ပြောပြီးတော့ပန်းတယောက်ကျွန်တော်ရင်ဝင်ထဲကိုခေါင်းလေးဖွက်ထားပါတော့တယ်ကျွန်တော်လဲအလိုက်တင်လေးပြန်ဖတ်ထားလိုက်တယ်ပန်းကိုကျွန်တော်ရင်ဝင်ထဲမှာပက်လက်လေးဖြစ်တော့လှုပ်လိုက်ရင်
ပန်းကြီးပြောပါဦးကိုကိုချစ်လာရင်လို့ပြောရင်နှစ်ဖူးလေးကိုနမ်းလိုက်တယ်မတီးဘူးကွာပန်းကြီးရင်တွေခုံးနေတယ်ဒါဆိုကျွန်တော်ချစ်တယ်ဘောလို့မေးလိုက်တော့ခေါင်းလေးညှိပြတယ်ကျွန်တော်လည်းစိတ်ထဲမယိုးမရွလေးဖြစ်လာပြီးပန်းကြီးပါးလေးကိုငုံနှမ်းလိုက်တယ်နောက်တော့တဆက်ဆက်တုံရင်နေတဲ့ပန်းကြီးနှခမ်းလေးကိုအသားလေးငုံပြီးတော့စုပ်ယူနမ်းရှက်လိုက်တော့ပန်းကြီးတယောက်ကျွန်တော်ကိုတင်းတင်းကြပ်ကြပ်ဖတ်လာပါလေရောကျွန်တော်ရှာကိုပန်းကြီးပါးစပ်ထဲအတင်းထိုးထည့်ပြီးရှာချင်းကစားပေးလိုက်တော့သူကလည်းရှာလေးကိုပြန်ထုတ်ပေးပါတယ်ကျွန်တော်တို့နှစ်ယောက်တည်းတဖြည်းဖြည်းနဲ့အပေးယူမျှလာခဲ့ကျွန်တော်လည်းအတော်ကြာလေးနမ်းပေးလိုက်ရင်လက်တစ်ဖက်ကနိုလေးကိုအသာကင်လိုက်ရတစ်ချက်တွန်းသွားပြီးနည်းနည်းတော့ယုံသေးတယ်ဒါပေမဲ့သူ့လက်တစ်ဖက်ကကျွန်တော်ကြောမှဖြစ်ပြီးကြံတစ်ဖက်ကတော့ကျွန်တော်ကကင်ထားတာမို့ဘလို့မှယုံလို့မရတာကြောင့်ပြန်ငိမ်သွားပါတယ်ကျွန်တော်လည်းနှုတ်အုံလေးကိုအပေါ်ကနေကင်ပေးနေရင်နူသီးကောင်းလေးတွေကိုစမ်းပြီးခြေပေးလိုက်တယ်ပန်းလေးလည်းတွန့်လိန်သွားတာပေါ့ဗျာဒီတော့ကျွန်တော်လည်းနှိပ်စီလေးကိုတွန်းဖြုတ်လိုက်တော့အတွင်းကအုံကြားတဲ့လက်နဲ့နှိုက်ပြီးတော့နှုတ်အုံလေးကိုထုတ်လိုက်ရအပြိုပေါ်ဝင်ကားစားနှုတ်အုံလုံးလုံးချစ်ချစ်လေးကိုတွေ့ရတယ်ကျွန်တော်လည်းနမ်းနေတဲ့ပါးစပ်ကိုခွာလိုက်ပြီးပန်းနေုံထနေတဲ့နူသီးကောင်းလေးကိုအတာငုံပြီးစိုးပေးလိုက်တယ်ပန်းခမကြောလေးကော့သွားပြီးစကားတွေတော့မှအကိုရဲ့အကိုရဲ့လို့ပဲအတန်ထွက်လာတယ်ကျွန်တော်လည်းသူ့ရင်တွေတတိုင်းတိုင်းခုန်နေတာကိုအတိုင်းသာကြားနေရတယ်ကျွန်တော်ခေါင်းကိုလည်းအတင်းပတ်ထားတယ်ကျွန်တော်လည်းလက်တစ်ဖက်ကဒူးထက်နားလေးကိုပုတ်ပေးနေလိုက်တယ်ပုတ်ပေးနေရင်ကစကတ်အောင်နားစာလေးကနေလက်ကိုထိုးသွင်းလိုက်တာပိပိလေးကိုအတွင်းငံဘောကနေဆန်းလိုက်တော့အရေးတွေစိုးနေတာကိုလက်ကခံစားလိုက်ရတယ်အထဲကိုမနိုင်ပဲဘောင်းမီဘောကနေအသားလေးအထက်အုပ်ပုတ်ပေးနေရင်နေရွယ်ဖျားလေးကိုရှာလေးနဲ့ကလိပေးလိုက်ရတကူလုံးတွန့်လိန်လာပြီးတော့တင်းင်းနဲ့အတန်ကြီးထွက်လာပါလေရောအောက်ကလည်းပိပိလေးနားကိုပဲဖုတ်ပေးနေတာတောင်းလောက်ကြတော့ကျွန်တော်ကိုတင်းတင်းလေးပြန်ဖတ်ပါပြီးတော့ငြိမ်သွားတော့တယ်ကျွန်တော်လည်းပန်းကြီးကိုကျမ်းပေါ်အသားလေးလဲချပြီးစကတ်လေးကိုလှန်လိုက်တော့ဘောင်းမီကိုမချွတ်ပဲလက်နဲ့အသားဖဲလိုက်ကပိပိလေးကိုရှာလေးနဲ့ထိုးပေးလိုက်တယ်ပန်းကြီးလည်းကိုရဲ့ငရဲတွေကြီးကုန်တော့မှာပဲဘာတွေလုံးနေလဲမသိပါဘူးကျွန်တော်လည်းအကွဲချောင်းလေးတစ်လျှောက်အထက်အသားလေးရက်ပေးလိုက်ရောညီးတန်လေးနဲ့အတန်လေးကြားလိုက်ရတော့ကျွန်တော်လည်းမန်တက်လာပြီးခက်မြန်မြန်လေးရက်ပေးလိုက်တယ်ပန်းကြီးလည်းအတန်မျိုးစုံနဲ့တိတ်ချစ်တာပဲကွာလို့တော်တော်လေးကြောင်ရက်ပေးလိုက်ရင်ပိပိလေးကိုပါဇက်နဲ့စုပ်ပေးလိုက်တယ်ပန်းကြီးလည်းဘလို့ဖြစ်နေမှန်းတော့မသိတော့ဘူးလို့ကွာလို့ပြောလိုက်တယ်ကျွန်တော်လည်းပန်းကြီးပေါင်ကြားလေးကိုထိုင်လိုက်ပြီးကျွန်တော်ရဲ့ဖွားဘတ်တော်ကြီးကိုပိပိဝါလေးကိုတိတ်စီလိုက်ရင်ပိပိလေးကိုပိပိစေးလေးကိုကျွန်တော်ရဲ့ဖျားလေးနဲ့ပုတ်ပေးလိုက်ရကိုပန်းမနေနိုင်တော့ဘူးလို့ဆိုလိုက်တော့ကျွန်တော်ရဲ့ဖွားဘတ်တော်ကြီးကိုတေချာကိုင်ပြီးအသာလေးဖိသွင်းလိုက်တယ်အထဲမှာတင်းကျပ်နေပြီးညှစ်ထားသလိုခံစားလိုက်ရတယ်ပန်းကြီးလည်းအယမ်းနာတယ်တအားကြက်တာပဲဖြည်းဖြည်းလေးလှုပ်ပေးပါမနာစရာဘူးလို့ပြောရင်နည်းနည်းထပ်သွင်းလိုက်ရမရဘူးထင်တယ်အယမ်းအောင်နေတယ်လို့ပြောလိုက်တော့အုံးစီပလင်းလေးထယူပြီးလိန်နံကိုနည်းနည်းပုတ်ပေးကပြန်သွင်းလိုက်ပါတယ်အထဲကိုဝင်သွားပြီမဲ့ပန်းခမနာလုံးလို့အန်ချိတ်ကခံနေရတယ်လက်ကလည်းကျွန်တော်ရင်ဘက်ကြီးကိုစီးကတွန်းထားတယ်ကျွန်တော်လည်းတော့ဝက်လောက်ပဲသွင်းကအသားလေးညှောက်ပေးလိုက်တော့ပန်းလေနည်းနည်းအရသာတွေ့လာတိုင်းနဲ့တူတယ်အတန်သိမ့်မထွက်တော့ဘူးကျွန်တော်လည်းအားလီနည်းနည်းထည့်ပြီးတော့ကျန်နဲ့ကျွန်တော်ရဲ့ဖွားဘတ်တော်ကိုတဝက်ဖိသွင်းပေးလိုက်တော့ဓာတ်စီးနေတဲ့အမေပါလေးကိုမညာမတာထိုးခွဲလိုက်ပြီးမဆန်မပြေးကိုတောက်ဆုံးဝင်သွားတယ်ပိပိတေးသေးလေးမှာကျွန်တော်ရဲ့လိန်နံကိုမခံနိုင်ပဲနှကန်းသားလေးပါနည်းနည်းကွဲသွားတယ်ပန်းလေနားလိုက်တော့ကိုရဲ့ညညာတာတာလေးလှုပ်ပေးပါလို့ပြောတော့ကျွန်တော်လည်းတဖြည်းဖြည်းကောင်းသွားမှာပါပန်းရဲ့လို့ပြန်ပြောပြီးအဝင်ထွက်မမှန်လေးလှုပ်ပြီးနေလိုက်တယ်ပန်းခမပိပိတေးသေးလေးတွေကိုမတန်တဆအလိန်အတင်းထိုးသွင်းလာတာမို့အသေးခန့်အောင်နားလာပေမဲ့လေကိုကတစ်စက္ကန့်တော့အနာမပေးပဲဇက်တိုက်လှုပ်ပေးနေတာမို့အထက်ကအရေးတွေပါလာလိုက်တော့တဆကောင်းလာတယ်ပေါင်နှလုံးကိုအစွမ်းကုန်ဖြဲပေးနေလိုက်တော့တယ်ကိုကြီးကြောပြင်ကိုလည်းလွတ်ထက်သွားမှစိုးတယ်လားတင်းတင်းကြက်ကြက်ကြီးကိုဖတ်ထားနေတယ်ကျွန်တော်လည်းကတ်တော့လေးစောင့်ပြီးလိုက်ရင်အချိန်ယူကစိတ်ပြင်းနေပြီလုံးမယ်လို့စိတ်ကူးထားပေမဲ့အထက်ကဆူဆွဲထားသလိုတင်းကျပ်နေတာကြောင့်စောစောပဲပြီးသွားတယ်တော်သေးတယ်နှစ်ယောက်သားတောင်းကျမ်းလို့အပြီးအဝတ်တွေပြန်ပြင်းနေတော့အန်တီပြန်ရောက်လာနှုတ်မို့ဆိုမလွယ်ဘူးအန်တီပြန်ရောက်လာတော့
ပိုင်းလေးလေခေါင်းကစာရေးနေရတယ်စာတင်ခြင်းစိတ်လည်းမရှိတော့တာမို့ပိုင်းစာအုပ်လေးကိုယူကညကြရင်တွေ့ရအောင်လို့ရေးပေးလိုက်ကစာတင်တာကိုရက်လိုက်တယ်အိမ်ပြန်ရောက်တော့ရင်ထဲမှာတတဖြစ်နေတာမို့မြန်မြန်ညဘက်ရောက်ပါစေလို့ဆူတောင်းနေမိတယ်ကြာဘူးနာဝါရှိတာနဲ့ကျုပ်အကာနှလုံးလောက်ကိုအားဖြည့်တောက်လိုက်တယ်ညဘက်လူကြီးတွေအိတ်တော်မှခြံစည်းကိုအတာကျော်တက်လိုက်ရင်ပန်းကြီးကိုအိမ်ကန်းသားကိုကတ်လိုက်တော့အန်ဒီဟောက်တန်အောင်ကြားနေရပြီပန်းကြီးကတော့စားထိုင်ကျက်နေတယ်ဒါနဲ့ပြတင်းပေါက်လေးကိုအတာလေးခောက်လိုက်တော့ပန်းကြီးလာဖွင့်ပြီးတယ်လက်လေးကာပြလိုက်ကပြန်ပိတ်သွားပြီးနောက်ဘေးခန်းကဖွင့်လာတယ်ပန်းကြီးလေကိုဘာလုပ်တာလဲပန်းကြီးကိုချစ်မလို့လေတော်ပြီကွာမလုပ်ပါနဲ့မအောင်နိုင်တော့ဘူးကွာမိမိနိုးသွားလိမ့်မယ်ပြန်တော့နော်လို့ပြောတော့ပန်းကလေကွာကိုရမ်းခံစားနေရလို့ပါနော်လို့ပြောတော့ပန်းရင်ကိုဖတ်လိုက်ရင်နှကန်းဖူးဖူးလေးကိုအသာဆုပ်ယူလိုက်တယ်ပန်းရင်လေရုံးရင်ကန်ရင်နဲ့ကျွန်တော်ရံကလှုပ်ဖို့ကြိုးစားနေတယ်နှကန်းလေးကိုနိုင်ရင်နဲ့ရှာကိုပန်းရင်ပါဇက်ထဲပို့လိုက်ပြီးလက်တစ်ဖက်ကနို့အုံလေးကိုတရွရွနဲ့နေပေးလိုက်ရပန်းရင်ခမခေါင်းလေးမော်သွားရင်အနမ်းတွေကိုတုံ့ပြန်လာပါတော့တယ်လက်ကလည်းကျွန်တော်ကိုတင်းတင်းကြပ်ကြပ်ကြီးဖတ်လာတယ်သူလဲလိုချင်နေပြီပေါ့တခါကြုံထားရတော့လေဘယ်အားသာပြင်မလို့ကျွန်တော်လဲအောက်ခံဝင်မထားတဲ့ပန်းရင်နိုတီကောင်းလေးကိုအပေါ်ကနေလက်နဲ့ညှက်ကခြေပေးလိုက်နို့လေးကိုပုတ်ပေးလိုက်ခဏနာလေးညှစ်လိုက်နဲ့လှုပ်ပြီးနေတော့ပန်းရင်ကြိုးလေးကော့တက်လာတယ်ကျွန်တော်တီရှပ်လေးကိုဆွဲလန်လိုက်ရင်စောစောကကျွန်တော်ကလိထားလို့ထောင်မာနေတဲ့နိုတီကောင်းလေးကိုစုပ်ပြီးလိုက်တော့ပန်းရင်တယောက်ညီးတန်းတွေပါထွက်လာတော့တယ်ကျွန်တော်ခေါင်းကိုလည်းရင်ကုန်နဲ့အတင်းပတ်ထားတယ်ကျွန်တော်လည်းလက်တစ်ဖက်ကပန်းရင်ပေါင်နှန်းတွေကိုပုတ်ဆွဲပေးနေပီလေးကိုလက်ဝါးလေးနဲ့အုပ်ကင်လိုက်တော့အရည်တွေတော်တော်လေးထွက်နေတယ်ဒါနဲ့ပန်းရင်ကိုကြမ်းမြေပေါ်မှာအသာလေးလှည့်လိုက်ရင်ထမိန်လေးဖြီးလိုက်ကပီလေးကိုပုတ်ဖွားလေးပုတ်ပေးနေလိုက်တယ်ပန်းရင်တယောက်တော့တွန့်လိန်နေတယ်ကျွန်တော်လည်းထမိန်အောက်ကိုတွန်းချလိုက်တော့ပန်းရင်ကတင်ပါးလေးအသာကြွပေးတယ်နိုးဆိုနေရင်ကနိုးုံလေးကိုတစ်ချက်ခပ်ပြင်းပြင်းလေးစုပ်လိုက်ရင်အောက်ဘက်ကိုတဖြည်းဖြည်းဆင်းလာကပေါင်ကြားလေးကိုရှာဆောင်လေးနဲ့သိမ့်လိုက်ပြီးပီလေးကိုအောက်ကနေပင့်ငါရက်ပေးလိုက်တယ်အလာလာခေါင်းလေးကိုလာကိုင်းပါတယ်ကျွန်တော်လည်းပီခေါင်းလေးတွေကိုရှာတဲ့ကအထဲမှာမှုတ်ပေးလိုက်ရပန်းတယောက်ကိုတက်လာပါတော့တယ်အထဲမှာအားရအောင်မှုတ်ပြီးတော့ပီလေးကိုအသာလေးပေးပြီးရက်လိုက်ရင်လက်ကလေးကိုပီခေါင်းနဲ့ထက်ကလေးပေးလိုက်ပါတယ်ပန်းတယောက်ပါဇက်ကတွတ်နဲ့ရေရွတ်ကစပင်းကိုအတင်းဆွဲလာပါတော့တယ်9မိနစ်လောက်တော့ပန်းတယောက်ကော့ပြန်လန်ပြီးငြိမ်ကျသွားတော့တယ်ကျွန်တော်ကောင်းကိုလည်းအပေါ်ကိုဆွဲကအနမ်းနေဖော်တော့ပြီးနေတယ်ကျွန်တော်လည်းတအောင့်နားပေးပြီးပန်းရဲ့ပီဝါကိုကျွန်တော်ရဲ့လိန်နံတိလိုက်ပြီးအသာလေးသွင်းလိုက်တယ်ပန်းတယောက်တစ်ချက်တွန်းသွားပြီးကျွန်တော်ကိုအတင်းဖက်လာတယ်ပန်းရရလာပြီးတော့နာတော့နာတယ်နေလေရလောက်မနာတော့ဘူးလို့ဒါဆိုထပ်သွင်းမယ်နော်ဖြည်းဖြည်းတော့လှုပ်ပါတဲ့တညက်နေလုံးကွာတတာကြီးဖြစ်နေတယ်ဒီတခါတိတ်မနာတော့ပါဘူးကွာလို့ပြောရင်တဖြည်းဖြည်းသွင်းပေးလိုက်တယ်ပန်းလည်းညှိပြီးတော့ဖြည်းဖြည်းလှုပ်ပါကိုရဲ့အောင့်နေလို့ပြောတော့ကျွန်တော်လည်းတစ်ချက်ညင်ချင်းတတလေးညှောက်ပေးလိုက်ရတဖြည်းဖြည်းအရည်တွေရွှဲလာတာမို့နည်းနည်းမြန်ပေးလိုက်တယ်ပန်းလည်းညီးတန်နေမျိုးစုံနဲ့ကိုမိမိနိုးသွားအောင်မယ်ဖြည်းဖြည်းလှုပ်ပါလို့ပြောတော့ကျွန်တော်လည်းမှန်မှန်လေးလှုပ်ပေးနေမိတယ်စီပိုင်ပိုင်လေးနဲ့တော်တော်ကောင်းလာတာမို့စောစောမပြီးသွားအောင်မနေထိန်နေရတယ်ပန်းလည်းနေကင်းဘက်ကလို့မဟုတ်တော့ပဲအောက်ကနေအဝင်ကောင်းနေရက်သွားတာမို့ကျွန်တော်တို့နှစ်ယောက်အပေးယူတော်လေးမျှလာတယ်ပန်းဘလို့နေလဲကောင်းရင်လားလို့တူတူလေးကပ်မိလိုက်တော့ကောင်းလိုက်တာကိုရဲလို့ပြောတော့ကျွန်တော်ပါးလေးကိုနမ်းလိုက်တယ်ကျွန်တော်လည်းနည်းနည်းမြန်လေးလှုပ်ပေးလိုက်ရပန်းတယောက်ကျွန်တော်ကြောပြင်းကြီးကိုတအားဖတ်ထားတယ်အထဲကလည်းအတင်းညစ်ထားတာမို့ထိနေရလို့လည်းမရတော့တာမို့အချက်တရလောက်စက်တိုက်ခက်ကြမ်းကြမ်းလေးညှောက်ပေးလိုက်ရင်ကျွန်တော်လည်းပန်းပီလေးတွေကိုသူ့ရည်တွေပန်းထဲကပန်းပေါင်မို့မောက်ကျသွားတော့တယ်နှစ်ယောက်သားထက်ရနားနေကြရင်ပန်းလေးကောင်းလားလို့မေးတော့နောက်တစ်ခါထိုက်လို့ရအောင်လေလို့မေးတော့အိုးတော်တော့ကိုအမေတီးနူးလာတော့မယ်နောက်နေ့တွေလည်းရှိသေးတာပဲလို့ပြောတော့ကျင်းနဲ့တော့နော်တဲ့ကျွန်တော်လည်းအန်တီကိုသတိရသွားပြီးပြန်ဖို့ပြင်ဆင်ရတော့တယ်နှစ်ယောက်သားအဝတ်တွေပြန်ဝတ်ပြီးကျွန်တော်ပြန်မယ်လို့တော့ပန်းကတကားဝကိုလာရင်နှစ်ယောက်သားနှကန်းဆက်အနမ်းနေတိုးဝါကြီးဖက်လေကြရင်လမ်းခွဲခဲ့ကြတယ်ကျွန်တော်လည်းနောက်ဖေးပေါက်ကနေအသာလေးပြန်တက်လာရင်အိယာတွေကိုပြန်ဝင်နေလိုက်တော့တယ်ဒီလိုနဲ့ကျွန်တော်နဲ့ပန်းနေလေတခါ
ညတခါခိုးစားနေကြတာနေ့စဉ်ရက်ဆက်ပဲကျောင်းဖွင့်ချိန်ရောက်တော့ရန်ကုန်ကပန်းပိုင်ရကျောင်းတက်ဖို့လာခေါ်တာမို့ကျွန်တော်တို့နှစ်ယောက်ရင်ခွဲပက်လက်ဖြစ်ရပါတော့တယ်ပန်းသွားကန်ညမှာ3 ကြိလောက်ဆွဲပေးလိုက်ကနှုတ်ဆက်လိုက်ပါတယ်ပန်းလည်းရန်ကုန်ရောက်တော့စာဆက်သွယ်လုပ်ရပါတယ်ကျွန်တော်ကိုလမ်းနေကြောင်းတတိရတဲ့အကြောင်းရင်အစဉ်ပြေရန်ကုန်တက်လာဖို့ရတလားလောက်တော့ဒီလိုပါပဲလွမ်းလိုက်ရတာတနေ့အပြင်သွားမလို့အိမ်ကနေထွက်လာရင်ပန်းတို့အိမ်ကိုလွမ်းပြေကြည့်လိုက်တော့အနီထိုင်တာတွေ့ရတယ်သူလည်းသမီးကိုလွမ်းလို့ထင်တယ်မျက်နှာလည်းတိတ်မကောင်းကျွန်တော်လည်းရက်ခမလောင်းကိုဖားတဲ့နေနဲ့စကားမရှိစကားရှာရင်ဟင်းအန်ဒီဆိုင်မထွက်ဘူးလားအေးကွယ်နည်းနည်းနေတိတ်မကောင်းလို့ပြောတော့ကျွန်တော်ဆရာဝန်ခေါ်ပေးရမလားလို့မေးတော့ဒါမှမဟုတ်ဆေးကလိုက်ပို့ရမလားနေပါစီတော့ကွယ်ခေါင်းနေကြိုက်ပြီးစက်ကြောလေးတက်နေတာပါဆေးလည်းတောက်ထားပါတယ်အာမဟုတ်တာကျမ်းမာကြီးလည်းခီးဆိုင်အောင်ကျွန်တော်စက်ကြောနည်းနည်းဆွဲပေးမယ်လေအားနာစရာကွယ်အားနာရမယ်သူတွေမှမဟုတ်တာအန်ဒီရဲ့အပန်းမကြီးပါဘူးလို့ပြောပြီးတော့အန်တီနောက်ကျောဘက်ကိုခွေးချစ်ပူလေးယူပြီးထိုင်ပြီးတော့စတင်နှိပ်ပေးလိုက်တယ်နှိပ်ပေးနေရင်ကအနစ်ကိုတတိထားကြည့်မိလိုက်တော့ကလေးတယောက်မိသားဆိုတယ်တော်တော်အရွယ်တင်သေးတာပဲအသက်ကလည်း35လောက်ပဲရှိသေးတယ်သွေးသားစုတော့အရွယ်ပဲလေသူခမယောက်ျားဆုံးထားတာ3-4 နှစ်လောက်ပဲရှိသေးတော့သူလည်းစိတ်တွေရှိနေမလားလို့စဉ်းစားမိတယ်စဉ်းစားနေရင်နှာခေါင်းလေးကိုတနခါနံလေးကအတင်းတိုးဝင်လာတာမို့ရင်နေနည်းနည်းဖူသွားတယ်သူနဲ့ကိုနဲ့နောက်ဆိုရောက်မှတော်ရမှာပဲလို့ကိုဖြေသိမ့်နေလိုက်တယ်အနိတ်ခံတဲ့သူကထီမထီတော့မသိဘူးကျွန်တော်မှကောင်းတဲ့စိတ်နဲ့မကောင်းတဲ့စိတ်လုံဆွဲနေတာပေါ့အပေါ်ကနှိမ့်နေရင်စိတ်တွေဖောက်ပြန်နေတာကိုလေပင်ပေါက်ကနေမြင်နေရတဲ့နှုတ်အောင်ထွားကြီးတွေကလည်းမီးလောင်ရလေပင့်ဆိုလိုအမောင်ထဲကိုတွန်းပို့နေတာပေါ့အောက်ကကောင်းလေးငိမ့်မနေတော့ပဲရုံးကန်ထားကြွလာတယ်အဲ့ဒါမှတေးတာပဲဒီနေ့ကျမှအောက်ခံဝင့်မလာဘူးဒါကြောင့်တစ်ချက်ကြိုးကိုသွားထောက်မိတယ်ကျွန်တော်လည်းဘာလုံးရမှမသိဖြစ်နေတော့ဟဲ့နှိမ့်လေလက်ကဘာလို့ပြော့သားတာလဲဘာတွေများစဉ်းစားနေလဲကျွန်တော်လည်းတခိုးလူမီဖြစ်သွားလို့ထိတ်ထိတ်ပြပြနဲ့ဟိုမစဉ်းစားပါဘူးအနီးမင်းစဉ်းစားနေတာငါသိပါတယ်ပန်းယူမဟုတ်လားဗျာအနီးဘလို့သိလဲရင်ငါအကုန်သိတာပေါ့မင်းညပန်းနဲ့ချင်းတွေ့ပြီးစော်နေကြတာလေဟုတ်လေလို့ပဲပြောရသေးတယ်အနီးကကျွန်တော်ဘက်ကိုလှည့်လာပြီးပေါင်ကြားထဲမှာထိုးတောင်ထွက်နေတဲ့ကျွန်တော်ရဲ့လိန်တံကိုကြည့်ပြီးတစ်ချက်ပြောလိုက်ရင်လုံကြီးပေါ်ကနေအตาလေးအုပ်ကင်လိုက်ရတယ်ကျွန်တော်လည်းရုတ်တရက်ဆိုလို့ကြောင်သွားတာပေါ့ကျွန်တော်ရုံးမယ်လို့တော့အနိလက်ကလုံကြီးအောက်စတဲ့ဝင်နေပြီးထိပ်ဖျားလေးကိုတွေ့ရလေးပုတ်ပေးနေတာမို့ကျွန်တော်လည်းအရန်ကောင်းလာတယ်အနိမျက်နှာကိုကြည့်လိုက်တော့တကယ်အပြူဖြန်းလေးလိုရှက်သွေးဖြာနေတာကိုတွေ့ရတယ်အနိကလက်တစ်ဖက်ကကျွန်တော်ရဲ့တင်သားလေးကိုဝိုက်ပတ်ပေးနေရင်နောက်တစ်ဖက်ကကျွန်တော်ရဲ့လိန်နဲ့ဥတွေကိုပါနေပေးနေတယ်မောင်လို့ခေါ်တော့ဗျာအာအင်းမင်းငါ့ကိုအထင်သေးသွားပြီလားမဟုတ်ပါဘူးအန်ဒီလို့မခေါ်စမ်းပါနဲ့ကွာမမလို့ခေါ်ပါဟုတ်အန်ဒီမဟုတ်ပါမမမင်းနဲ့ပန်းကြီးတို့လုံနေကြတဲ့အချိန်ဆိုမမမှတယောက်တည်းစိတ်ပြေနေရတာကွာလို့ပြောဆိုနေကျွန်တော်လုံကြီးကိုအကုန်လန့်တင်းလိုက်ပြီးစောကကလိထားလို့အည်တွေရွှဲနေတယ်ကျွန်တော်ရဲ့လိန်နှံကြီးကိုသူ့ပါဆက်ထဲထည့်ပြီးတော့ငုံပေးလိုက်တယ်ကျွန်တော်လည်းအာပါမမရဲ့ကောင်းလိုက်တာကျွန်တော်ရဲ့လိန်နှံအောက်ဘက်ကိုရှာနေဝိုက်ကစားပေးနေရင်ကျွန်တော်ကိုမမခေါင်းကိုအတင်းဖတ်ထားရပါတယ်ကျွန်တော်အတန်ကိုစုပ်ပေးနေရင်အောက်ကိုရောက်သွားပြီးကျွန်တော်ရဲ့ဥတလုံးကိုပါဆက်ထဲစုပ်သွင်းလိုက်ရအိုးမမရဲ့ကောင်းလိုက်တာလို့ပြောကကျွန်တော်ဖေးမှာကြွတက်လာတော့တယ်ကျွန်တော်လည်းမမနှုတ်တွေကိုအတင်းဆွဲလန်ကခြေပေးနေတယ်မမလည်းကျွန်တော်ရဲ့လိန်တန်လေးကိုထုတ်ပြီးအချောင်းလိုက်ငုံလိုက်ပြီးအပေါ်အောက်ခတ်သွက်လေးလှုပ်ပြီးလိုက်ရကျွန်တော်ဘလို့မှတောက်မခံနိုင်တော့ပဲမမပါဆက်တဲ့အပြစ်တုပ်ရည်တွေပန်းထည့်မိလိုက်တော့တယ်ကျွန်တော်လည်းအားနာပြီးတော့မမကိုထွေးထုတ်ဖို့ပြောတော့မမကကျွန်တော်ကိုတစ်ချက်ပြုံးပြပြီးအားလုံးမြူချလိုက်တယ်ကျွန်တော်လည်းမမမျက်နှာကိုလက်နှစ်ဖက်နဲ့ကန်ပြီးအနမ်းတွေပြီးလိုက်ရင်အလိုက်တင်လေးထူလိုက်ကအခန်းထဲကိုခေါ်သွားတယ်မမလည်းတစ်ချက်လဲထွက်ကတကားပြေးပေးလိုက်ပြီးအိတ်ခန်းထဲကိုအตาလေးပြေးဝင်လာကျွန်တော်လည်းမမကူလုံးလေးကိုစီးဖတ်လိုက်ပြီးနှစ်ယောက်သားအငမ်းမြန်နမ်းကြရင်အဝတ်စားတွေအကုန်ချွတ်ပစ်လိုက်ကြတယ်ကျွန်တော်လည်းမမကိုကရင်ပေါ်အตาလဲစီပြီးမမပေါ်ကနေအုံမိုးလိုက်ပြီးမမရဲ့နှကန်းသားလေးကိုစုပ်ယူလိုက်ရင်လက်တစ်ဖက်ကညို့အုံလေးကိုခက်တင်းတင်းခြေပေးလိုက်တယ်မမကလည်းကျွန်တော်အနမ်းတွေကိုကျွမ်းကျင်စွာပြန်လဲတုံ့ပြန်ရင်ကျွန်တော်ကိုလုံးလေးကိုပြန်ဖတ်ထားလိုက်လေတော့တယ်ဗျာခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့မတန်တဆကြီးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်
ကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်တို့ရဲ့အပြာကဘာ channel ပရိသတ်ကြီးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ